တိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘဝကိုရောက်ရွှေလင်းမန်းနဲ့အချင်းစီမင်းတွေပမာရွှေရောင်တာတန်ခါတာပညာပင်လေးမပူရရတပနာတူတရားရစရောအော်ဒူရှင်ဘယာအလုံးစုံတော့နန္ဒရာဝိရှင်ရဲ့ဒီတော့တဲ့မှာခလီထိန်နေတရားလူများတွေလူဆောင်တင်နေနာဒီမှာရှာဒီမင်းများနဲ့တသားတဲ့ဝါရီကိုပြရှာနာအချာယံအေးဒီစီလေးမတင်ရအပြာပြာတို့မသိသူတရားဘုရားမြတ်စွာကရုဏာမြေဝများနဲ့ဝိုင်းဝန်းစာနာထားမြေတာတရားထားကြလူ့ဝိပင်ပါပရာဟိတခေါ်ပန်းညံလေးမှာလမ်းတော်မူသောပန်းတွေပေါဒီနေ့ရတဲ့ကြပြစံထနတောက်